快基金那个差的进。我讲嘛嘞，我们一生个股票的多大钱嘛就哎，你看我。ကျွန်တော်တို့မြင်တာကတော့ဒါလည်းဒီစီးရင်ဒီနဲ့ဖြည့်ရှင်းနေလို့တော့ပြီးလို့မဟုတ်ဘူးလို့ကျွန်တော်မြင်တယ်လေ။ဘယ်ဖွဲ့ကိုမဆိုဒီကျွန်တော်တို့ရဲ့အတွေ့အကြုံရပါဗျာအခုဒီတွင်းစစ်ကျွန်တော်မြင်တာတော့အနည်းပေါင်း60ကျော်90ကလေအဖွဲ့တစ်ဖွဲ့ကိုကုံအောင်တိုက်နိုင်တယ်ဆိုတဲ့ဟာတော့မရှိဘူးညီညွတ်သောတိုင်းရင်းသားများဖက်ဒရယ်ကောင်စီကကိုကတ်မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေကိုအများဆုံးရပ်တန့်ဖို့တောင်းဆိုလိုက်ပါတယ်။စစ်အင်အားနဲ့အနိုင်တက်ရုံနဲ့တော့နိုင်ငံရေးပြဿနာတွေမပြေလည်နိုင်ဘူးလို့လည်းထောက်ပြပါတယ်။အရင်ကတော့2009မှာပေါ့ဒီကိုကအဖွဲ့ကိုတိုက်တယ်ကုံတလောက်ပဲဖြစ်သွားတယ်။ဒါပေမဲ့မကျင်းနှံ့မှုတွေရှိနေတော့ထပ်ပေါ်မှာပဲ။နော်။အခုပေါ်နေတယ်နော်ပြောမဆိုတော့အဲ့လိုနေထားမျိုးတော့ကျွန်တော်တို့ကတော့ဒါနိုင်ငံရေးပေါ်မှာခြေခံတဲ့ကိစ္စဖြစ်တယ်နော်အဲ့ဒီလိုနိုင်ငံရေးပေါ်မှာခြေခံတဲ့ကိစ္စတွေကိုစီးရင်နည်းနဲ့ပဲပြတ်ရှင်းလို့တော့မရဘူးလို့ပြောတယ်နိုင်ငံရေးနည်းနဲ့ရှာကိုရှင်းရမယ်အနေအထားမျိုးဖြစ်တယ်ဒါကြောင့်ဒါကိုတော့ကျွန်တော်တို့ကတော့ရှောင်လို့မရဘူးနိုင်ငံရေးနည်းနဲ့ပဲဖြေရှင်းရမယ်လို့ကျွန်တော်တို့ပြောတယ်ကျုံမြန်မာနယ်စပ်လောက်ကင်နယ်မြေထဲမှာဖုန်ကြားရှင်ဦးဆောင်တဲ့မြန်မာတိုင်းသားများဒီမိုကရေစီမဟာမိတ်တပ်မတော် MNDAA နဲ့မြန်မာအစိုးရတို့အကြားဖေဖော်ဝါရီလ9ရက်နေ့ကစပြီးတိုက်ပွဲတွေအကြီးအကျယ်ဖြစ်ပွားခဲ့ပြီးနှစ်ဖက်သေးသေးဒဏ်ရာရရှိမှုတွေအများပြားဖြစ်ခဲ့ပါတယ်။အဲ့ဒီကိုကန်တိုက်ပွဲတွေဟာကချင်ဒေသတွေကိုဘလို့ရိုက်ခတ်လာနိုင်တယ်လဲဆိုတာကချင်ပြည်လွတ်လပ်ရေးတပ်မတော် KIA ကဒုစစ်ဦးစီးချုပ်ဗိုလ်ချုပ်ကူမောကိုမေးမြန်းတင်ပြထားပါတယ်။ကိုကန်ဒေသမှာတိုက်ပွဲတွေဖြစ်ပွားလာတာနဲ့တပြိုင်နက်တည်းမှာကချင်ပြည်နယ်အတွင်းမှာကောရှမ်းပြည်နယ်မြောက်ပိုင်းမှာပါစစ်ရေးတင်းမာမှုတွေပိုများလာနေတယ်လို့ KIA ကပြောပါတယ်။လက်ရှိမှာကတော့တိုက်ပွဲတွေတော်တော်များများခက်စစ်စစ်ကလေးဖြစ်နေပါတယ်။ကချင်ပြည်နယ်တစ်ခုလုံးပေါ့နောက်ဒီရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေတော့တပ်တွေကပုံလှုပ်ရှားလာတယ်။ခုနပြောလို့ပဲဒီကိုကန်ဘက်ကိုတပ်တွေလှုပ်ရှားတာများတော့အနောက်ကနေထောက်ပံ့ပို့ဆောင်စစ်ကြောင်းတွေများတယ်အဲ့ဒါဆိုရင်တပ်တွေနဲ့ထိတွေ့မှုတွေများလာတယ်တချိန်ထဲမှာကိုကန်ဒေသနဲ့မဆိုင်တဲ့ကချင်ပြည်နယ်အရှေ့မြောက်ချမ်းချီပွေဒေသတဝိုင်းနဲ့အိန္ဒိယနယ်စပ်နဲ့နီးတဲ့တနိုင်းဒေသတွေမှာလည်းတိုက်ပွဲတွေပိုပြီးဖြစ်ပွားလာနေတယ်လို့ဗိုလ်ချုပ်ကူမော်ကပြောပါတယ်။ထုံကြီး၎င်းမဲ့တခြားဒီတပ်မဟာ1 area တွေပေါ့။ပြင်တပ်မဟာ1 area တွေမှာလည်းစီးအခြေအနေကတော့ခါတိုင်းလာတဲ့ချက်ပိုပြီးများပါတယ်။ဥပမာဒီကျွန်တော်တိုင်ရင်6ပေါ့နော်။တိုင်ရင်6ရဲ့နောက်လွန်ခဲ့တဲ့2ရက်ကပဲဒီကျွန်တော်တပ်မဟာ3ဘက်မှာလည်းကျွန်တော်တို့ဘက်ကစခန်းငယ်လေးတစ်ခုကိုဝင်ပြီးမှတိုက်တယ်အဲ့တော့မနေ့ကတိုက်ပွဲဖြစ်တယ်ဒီမနေ့ပြန်ကြည့်တဲ့ခါကျတော့တမတော်ကပြန်ဆုတ်သွားတယ်ဝင်တိုက်ပြီးမှပြန်ဆုတ်ခွာသွားတဲ့တိုက်ပွဲတွေရှိတယ်တမဟာတစ်ပဲမှာလည်းတိုက်ပွဲလေးတွေရှိပါတယ်ဟုတ်ကဲ့တိုက်ပွဲဖြစ်ပြီး3-4ရက်အကြာမှာပဲမြန်မာတပ်မတော်က KIA စစ်ဌာနချုပ်တည်ရှိရာလိုက်စာအနီးတစ်ဝိုက်ကိုလက်နက်ကြီးနဲ့အလုံး30လောက်ပစ်ခတ်ခဲ့ပါသေးတယ်တစ်ဖက်မှာတော့အခုဖြစ်ပွားနေတဲ့ကိုကန်တိုက်ပွဲတွေမှာတန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ရှမ်းပြည်တပ်မတော် SSA မြောက်ပိုင်းရခိုင်တပ်မတော် AA တို့နဲ့အတူ KIA အဖွဲ့တွေလည်းကူညီတိုက်ခိုက်ပေးနေတယ်လို့မြန်မာတပ်မတော်ကပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာတပ်မတော်ဘက်ကဆွဆွဲထားပါတယ် According to the evidences that they have received, Maingla, Wa KIA, TNLA, SSA, Wang Hai troops included in this incident. ဗိုလ်ချုပ်ကူမော်ကတော့စစ်ရေးရဓာတ်ရိုက်အကူအညီပေးတာမျိုးမရှိဘူးလို့ပြောပါတယ်။ဒီကိုကန်လို့ပြောတော့ကျွန်တော် MNDAA ပေါ့။MNDAA နဲ့ကအရင်ကတည်းကကျွန်တော်မဟာမိတ်ဖြစ်ပါတယ်။ဒီ2009တိုက်ပွဲတွေမဖြစ်ကြတဲ့ကပေါ့လေ။အဲ့တော့အခုလဲကျွန်တော်ကမဟာမိတ်ဖြစ်ပါတယ်။ပြီးတော့ဒီအဖွဲ့ဟာNCCT member ဖြစ်တယ်။အဲ့တော့ဘယ်လိုအခမ်းကဏ္ဍလဲဆိုရင်မဟာမိတ်ဖြစ်ပါတယ်။အဲ့လိုစစ်ရေးမှာဓာတ်ရိုက်အကူအညီမပေးတော့လည်းပဲအပြန်လန်စာနာမှုနားလည်မှုအကြံဉာဏ်ပေးမှုစတဲ့ဆက်သွယ်တွေကျွန်တော်အများကြီးရှိပါတယ်တစ်ဖက်မှာလည်းကိုကန်အဖွဲ့ဖြစ်တဲ့ MNDAA ဟာတိုင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ဖွဲ့စည်းထားတဲ့တနိုင်ငံလုံးအပြစ်ခတ်ရဲစဲရေးညှိနှိုင်းဆွေးနွေးရေးအဖွဲ့မှာအဖွဲ့ဝင်အဖြစ်ပါဝင်ပါတယ်ဗိုလ်ချုပ်ကူမော်ကတော့ကိုကန်ပြဿနာကိုနိုင်ငံရေးနည်းနဲ့မဖြေရှင်းဘူးဆိုရင်နောက်ဆက်တွဲပြဿနာတွေပိုပြီးတော့များလာနိုင်တယ်လို့ပြောပါတယ်ကျွန်တော်တို့အမြင်ကတော့ဘယ်လိုပြဿနာပဲဖြစ်ဖြစ်ဆွေးနွေးပြီးဖြေရှာရမယ်2009နောက်ပိုင်းမှာဖြစ်ခဲ့တဲ့ဒီကိုကန်ရဲ့ပြဿနာကလည်းစီးရင်နေနဲ့ဖြေရှင်းခဲ့တယ်အဲ့တော့နောက်ကြိုက်ဒေသရဲ့ဒီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတတ်မှတ်ပြီးတော့တင်မြောက်ခဲ့တဲ့နောက်ကြိုက်ဒေသအစိုးရကလည်းမြန်မာနိုင်ငံရဲ့အစိုးရကနေမှတိုက်ရိုက်တင်မြောက်ထားတဲ့သဘောမျိုးဖြစ်နေတယ်အခုဒီချိန်ပြန်ပြီးမှစီးရင်နေနဲ့ဖြေရှင်းနေကြတယ်
ဥပမာ MNDAA ကဝင်လာတယ်အခုကတက်ကရပ်ပေါင်း90အတွင်းမှာတော့ရှင်းနေမယ်ဆိုတဲ့သဘောထားမျိုးကြားနေရတယ်နောက်သမ္မတရုံးအပါအဝင်တချို့ခေါင်းဆောင်တွေက MNDAA နဲ့မဆွေးနွေးဘူးလို့ပြောနေတယ်အဲ့တော့မဆွေးနွေးဘူးဆိုလို့ရှိရင် MNDAA အတွက်ကလည်းတိုက်ဖို့နည်းတစ်ခုပဲရှိတယ်အဲ့တော့ဒီတစ်ဖက်နဲ့တစ်ဖက်ဒီလိုဖြစ်နေမယ့်အစားတီချာဆွေးနွေးနိုင်တဲ့နည်းလမ်းတစ်ခုရှာပြီးမှဆွေးနွေးတင်တယ်လို့မြင်ပါတယ်အစိုးရဝန်ကြီးတွေဦးဆောင်ထားတဲ့မြန်မာငြိမ်းချမ်းရေးစင်တာကတော့တနိုင်ငံလုံးပြစ်ခတ်ရဲစဲရေးသဘောတူညီချက်ရေးထိုးဖို့ဆွေးနွေးပွဲတွေဆက်လုပ်သွားဖို့လဲသဘောတူညီချက်တွေရထားတယ်လို့ပြောပါတယ်။တိုင်းသားတွေဘက်က NCCT မျိုးကိုမလာ29ဖေဖော်ဝါရီလ29နဲ့မလာ1ရက်နေ့မှာကျွန်တော်တို့လုပ်မယ်။ကျွန်တော်တို့အလုပ်ဖွဲ့အနေနဲ့လည်းမလာ28ရက်နေ့ဒီမှာလာရောက်ပြီးတော့ NCCT ခေါင်းဆောင်ကိုကျွန်တော်ပြန်လည်ပြီးတော့လာရောက်ရှင်းပြဖို့ပြည့်စက်တဲ့ပါပါဖေဖော်ဝါရီ28ဖေဖော်ဝါရီ28ပြန်ပြီးတော့ပါပါတယ်။အဲ့ဒါပြီးရင်တော့အခုဒီနေ့ပေါ့လေအချမ်းအားဖြင့်ပေါ့ကျွန်တော်တို့မလာ12ရက်နေ့နောက်ပိုင်းရန်ကုန်မှာပဲကျွန်တော်တို့ဒီခုနှစ်ကြိမ်မြောက်ဆွေးနွေးပွဲကိုကျွန်တော်ဆောင်တယ် NCCT ဘက်ကတော့ကိုကန်ကိစ္စဟာတနိုင်ငံလုံးပြစ်ခတ်ရဲစဲရေးရဲ့အစိတ်ပိုင်းအနေနဲ့ထည့်သွင်းဆွေးနွေးသွားမှာဖြစ်တယ်လို့ပြောပါတယ်ကိုကကုစလဲကတလို့ပါကျွန်တော် NCCT ထဲမှာပါတယ်ဒါပေမဲ့ကျွန်တော်တို့ဆွေးနွေးပွဲတိုင်းမှာသူတို့ကတော့ဒီကြည်တွင်းတဲ့ဟိုတော့သူတို့မသွားပြီမဲ့သူတို့ကိုပူဇော်ပြုပြီးတော့ကျွန်တော်တို့ကတော့ဆွေးနွေးရမှာတောင်းရှိတယ်ကျွန်တော်တို့ကတော့ဒီကိစ္စဖြစ်တာတော့တခြားပေါ့ဗျာနော်ကျွန်တော်တို့ NCCT နဲ့ UPDC ဆွေးနွေးပွဲကိုတော့ကျွန်တော်တို့ကတော့ဒါဖြတ်လို့မရဘူးဒါအပြတ်ခံလို့မရဒါဘူးတော့ဆွေးနွေးရမယ်ဒါပေမဲ့အဲ့လိုဆွေးနွေးတဲ့ခါကျရင်ဒီကိစ္စတွေကလည်းအဲ့လိုမျိုးပါလာလိမ့်မယ်လေဒီကိစ္စဒီပြဿနာတွေကတော့နောက်ဆုံးမှာတော့ဒီတနိုင်ငံလုံးပြစ်ခတ်ရစေးအောင်မြင်သွားရင်ဒီကိစ္စကိုလည်းကျွန်တော်တို့ကတော့ထိန်းထားလို့ရတယ်ကိုကန့်စစ်ပွဲတွေမှာမလိုလားအပ်တဲ့ရေးထွက်ဆိုးကျိုးတွေဖြစ်လာမှာကျွန်တော်စိုးရိမ်ပါတယ်လူမှုကွန်ရက်တွေမှာလည်းဒီကိစ္စတွေကတော်တော်ကြေပြန့်ပြန့်ရေးနေကြတယ် comment တွေကအမျိုးမျိုးရေးတယ်အဲ့တော့ဒီကိုကန့်တိုင်းရင်းသားတွေရဲ့နောက်ခံတမိုင်းကြောင်းတွေပြောလာတယ်ပြီးတော့ဒီအိမ်နီးချင်းနိုင်ငံတွေကိစ္စတွေရေးလာတယ်လူမျိုးရေးဘာသာရေးတွေရောရှက်လာတယ်အဲ့တော့ကျွန်တော်ဘက်ကတော့ဒီလိုပဲဖြစ်ဖို့အားလုံးကတတိထားတင်တယ်လို့မြင်တယ်ခိုင်ဝအနေနဲ့ကတော့ကိုကန်ဒေတာတိုက်ပွဲတွေနောက်ပိုင်းလက်ရှိမှာတိုက်ပွဲတွေပို့ပြီးတော့များပြားလာနေပြီမဲ့လည်းတပီလုံးပြစ်ခတ်ရစေးရေးကိုဥတီပြီးတော့လှုပ်ဆောင်သွားမယ်လို့ပြောသွားပါတယ်ရှင်ကိုကန်တိုက်ပွဲတွေကြောင့်ဒီကျွန်တော်ရဲ့ဆက်ဆက်လက်နေရှိတဲ့နေမြေတွေမှာတိုက်ပွဲတွေပုံများလာပါတယ်တက်ပြီးလှုပ်ရှားလာတာများတယ်ဆိုတော့ကျွန်တော်တို့လည်းထိတွေ့မှုတွေပုံများလာပါတယ်ဒါတစ်ချက်ပေါ့နောက်တစ်ခုကတော့ဒီကချင်ပြည်နယ်တစ်ခုတည်းမဟုတ်ဘဲနဲ့တနိုင်ငံလုံးမှာလုပ်နေတဲ့စူးစမ်းဆောင်ရွက်နေတဲ့ဒီ process အပေါ်မှာရိုက်ခတ်မှုတွေရှိလာနိုင်ပါတယ်ဒါကျွန်တော်လည်းအဲ့ဒါကိုစိုးရိမ်ပါတယ်ဒီလိုမဖြစ်ဖို့အရေးကြီးတယ်လို့ကျွန်တော်လည်းပြောချင်ပါတယ်